မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်လူငယ်တန်အစီအစဉ်မှာတော့တစ်ချိန်ကရန်ကုန်မြို့တော်တန်ရှင်းတာယာရေးကလင်းရန်ကုန်အဖွဲ့နဲ့တက်တက်ကြွကြွလောက်ကင်ခဲ့တဲ့ volunteer တယောက်ဖြစ်တယ်လို့နမဲကျော် EDF ပန်ရဲ့ပင်တိုင်းဓာတ်ပုံဆရာလည်းဖြစ်တဲ့ကိုပိုင်မှုကိုဖိတ်ခေါ်ထားပါတယ်ကိုပိုင်မှုကိုဟာလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တိုင်းစစ်ဌာနအထူးချေမှုန်းရေးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ဒီတပ်ဖွဲ့ရဲ့မြေပြင်သတင်းပြန်ကြားရေးတာဝန်ခံလည်းဖြစ်ပါတယ်မင်္ဂလာပါအကိုရေးတွေ့ရတာဝမ်းသာပါတယ်အကိုနေကောင်းကျန်းမာရနော်ဟုတ်ကဲ့မင်္ဂလာနေကောင်းပါရဲ့ဟုတ်ကဲ့လက်ရှိတော်လန်ရေးခရီးကလည်း၄နှစ်ကျော်ကြာလာပြီပေါ့နော်ဒီအချိန်မှာတော်လန်ရေးစကတဲ့ကနေပြီးတော့လက်နက်ကင်ပါဝင်လာတဲ့လူငယ်တယောက်အနေနဲ့ဒီဆရာနာရှင်တော်လန်ရေးပုံမှာအမြင်တွေခံစားချက်တွေပြောင်းလဲသွားတာမျိုးရှိမလားဘယ်လိုမျိုးရှိမလဲရှင်ဟိုတော်လန်ရေးကာလ၄နှစ်ကျော်ကြာသွားတဲ့အချိန်မှာပေါ့နော်ဟိုဆက်စပ်ပိုင်းရင်တော်လန်တော့ကျွန်တော်တို့အကုန်လုံးကဟုတ်ပြီလက်နက်ကင်ပါရမယ်ဘယ်လိုတိုက်မယ်ဘယ်လိုအကူကြီးနိုင်ငံကအကူကြီးနဲ့ငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးဆိုတော့ဟိုတကယ်စစ်တိုက်တယ်ဆိုတဲ့ဟာကိုမြေပြင်မှာစစ်တိုက်ရုံတက်လောက်ပဲပေါ့လက်နက်ကင်ကြီးတိုက်လာရပါဆိုတော့အဲ့ရှေ့အစပိုင်းတနေ့နဲ့နေ့တင်မှာတော့အဲ့လိုမျိုးအုပ်ချုပ်ထောက်ပံ့မှုတွေဖွဲ့စည်းတည်ရှိမှုတွေပေါ့နော်ဟိုဒီစစ်အင်္ဂါရက်တွေနဲ့အခြေအနေတွေကျွန်တော်တို့တခြားနားမလည်ဘူးမိပေးတဲ့အတိုင်းဘယ်ဟာကိုတိုက်မယ်ဆိုတော့ဟိုနိုင်လူစိတ်တွေပဲပြင်းပြတယ်ဘယ်လိုနိုင်အောင်လုပ်ရမလဲဆိုတော့မသိခဲ့ကြာလာတဲ့ခါမှာကျတော့တွေးခေါ်တယ်အဲ့လိုမျိုးပေါ့နော်တဖြည်းဖြည်းဒီထဲမှာပါဝင်လာဆိုတော့ဟိုစစ်ကြီးပဲတိုက်နေလို့လည်းမရတယ်မျိုးကျွန်တော်တို့မှာစနစ်တကျဖွဲ့စည်းတည်ဆောက်ရမယ့်အရာတွေရှိလာတယ်အုပ်ချုပ်ထောက်ပံ့မှုတွေလိုအပ်လာတယ်ပြီးနိုင်ငံတကာမှာကျွန်တော်တို့ရဲ့ဒီပုံရိပ်တွေကအကြမ်းဖက်လက်နက်ကင်ပြီးအကြမ်းဖက်နေရသူမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့ပုံရိပ်တွေကိုလည်းအကောင်းဆုံးမှန်မှန်ကန်ကန်ပြည်သူ့ဘက်ကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဆိုတာသိဖို့လည်းကြိုးစားရတဲ့အခန်းကဏ္ဍတွေအများကြီးရှိလာတယ်ပေါ့နော်ရှိလာတယ်ဆိုတော့အတွေးခေါ်ရတော့အဲ့လိုမျိုးပြောင်းလဲလာတယ်ပေါ့ဟုတ်ကဲ့အကိုဆိုရင်ပေါ့နော်ဒီအာနာမသိန်းခင်က volunteer လုပ်တယ်ဓာတ်ပုံတွေရိုက်တယ်ပြီးတော့ဂီတာတီးပြီးတော့တချင်းတွေဆိုတယ်ပေါ့နော်ဒီတော့လူငယ်တယောက်ရဲ့အိမ်မက်တွေအခုလို၄နှစ်ကျော်ကာလမှာပျောက်ဆုံးသွားတယ်လို့ပြောလို့ရမလားပျောက်ဆုံးသွားတယ်ဆိုရင်ဒီကာလတွေတစ်ဖက်မှာပြန်ပြီးတော့ရလိုက်တာကဘာတွေရှိမလဲပေါ့ပျောက်ဆုံးသွားတယ်ပဲပြောရမလားပေါ့နော်တကယ်တော့ပျောက်ဆုံးလူနီးပါပဲပေါ့နော်ဘာလို့ကိုယ့်ရဲ့ရီမန်းချက်အိမ်မက်ကတော့အများအားတော့ဒီထဲမှာရှိနေတာဒါပေမဲ့တရားတစ်ခုကတော့အကုန်လုံးကဝေဝါးပါတယ်ဘယ်ချိန်ကျမှဘယ်လိုပြန်လုံနိုင်မလဲဆိုတာအရာမသိတော့ဘူးပြီးတော့ဒီလိုမျိုးမြေပြင်မှာရှိနေတဲ့အတွက်ကိုယ့်ရဲ့ရီမန်းချက်အိမ်မက်တွေကတော်တော်အခွင့်နေပါသွားပြီပေါ့နော်နေပါသွားရဖြစ်တဲ့အတွက်ဒီဘက်မှာလုံနေတဲ့ဘာသိလာလဲဆိုရင်ခုနလိုမျိုးကျွန်တော်တို့မှာတင်းတင်းတိထိုက်တဲ့စီရေးစီရတွေဒီအုပ်ချုပ်မှုပိုင်းတွေပေါ့ဒီတော်လိုင်းကြီးနဲ့မှာပါဝင်လာတာကြာလာတော့ဒီတော်လိုင်းကြီးနဲ့ပတ်သက်တဲ့အတွေးအမြင်တွေသိလာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့တိတ်ကူလာအိမ်မက်တွေရီမန်းချက်တွေဖြစ်မြောက်ဖို့ပေါ့နော်ပြန်ပြီးတော့ဖြစ်နိုင်ဖို့ဆိုတာကဟိုဒီအာနာသိန်းထားတဲ့ဒီဖြစ်စဉ်ကိုကျွန်တော်တို့ကတေချာကြီးပြန်ပြီးတော့အနိုင်ရပြီးတော့တေချာတိုင်းပြည်ကိုသွားခြင်းတဲ့ပုံစံမျိုးပြောင်းလဲနိုင်မှာပဲကျွန်တော်တို့လုံးမဲ့အရာတွေကကျွန်တော်တို့ဖြစ်ခြင်းတဲ့ဟာတွေကတကယ်အရာထင်လာမယ်လို့တော့ကျွန်တော်အဲ့ဒါတွေးမိတယ်ဆိုတော့ဒီဘက်မှာတွေးမိသွားတဲ့ရည်ရွယ်ချက်တွေကတော့ကျွန်တော်အရင်ဆုံးဒီဟာယူနိုင်အောင်လုပ်ရမယ်ပေါ့နော်ပြီးတော့တစ်ချိန်ကကိုဝါသနာပါခဲ့တဲ့အရာတွေပေါ့နော်ဒါတွေကိုရောအခုချိန်မှာဒီလက်နက်ကင်တော်လိုင်းတစ်ဖက်နဲ့လှုပ်ဖြစ်တာမျိုးရောရှိမလားရှိရင်လည်းပြောပြပေးပါအောင်ရှိပါတယ်ကျွန်တော်ဆိုရင်ဂီတာတီးခဲ့တယ်ချင်းဆိုခဲ့တယ်ပြီးတော့တက်ဖို့ရိုက်တယ်ပေါ့နော်တက်ဖို့ရိုက်တယ်ဆိုတော့ဒီကာလအိမ်မှာကိုရဲဘော်ရဲဘက်တွေနဲ့ဖြတ်တန်းနေဒီဂီတာတီးတချင်းဆိုတာတွေကကျွန်တော်တို့ရဲ့အခြေခံစိတ်ပျော်ရွှင်စရာလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီတချင်းတန်နေနဲ့ဒီအခြေချင်းခံစားချက်တွေဖွင့်ထုတ်ရတဲ့အရာတွေတက်ဖို့နေပါတယ်ရိုက်ဖြစ်တယ်မှတ်တမ်းတွေတေချာယူဖြစ်တယ်ပြီးရင်တမိုင်းပေါ့နော်လူမသိသူမသိပျောက်ကွယ်သွားမဲ့တမိုင်းတွေဘယ်သူမှမရှိစေချင်တဲ့တော့အဲ့လိုမျိုးတွေရိုက်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာအဲ့ဒါတွေပြန်အတုံးချဖြစ်ပါတယ်ပြီးတော့ကိုချစ်မြတ်နိုးတဲ့အရာတွေကိုလောက်တာကိုပဲပေါ့နော်အရင်တော့နဲ့အခုနဲ့အောင်ဘယ်လိုမျိုးကွာခြားသွားမလဲခံစားချက်ကွာခြားတာပေါ့အရင်တော့ရောက်ကိုဖြစ်ရှင်တဲ့ရည်ရွယ်ချက်နဲ့ကိုစိတ်ထဲမှာဘာပဲဖြစ်ဆိုရယ်ကိုဆန္ဒအတိုင်းပဲလုပ်တာလေအခုကကိုတကူကြီးဆန္ဒနဲ့မဟုတ်တော့ဘူးပေါ့နော်ဘာလို့ဆိုရင်အများကြီးပေါ့နော်တပ်ပိုင်းဆိုင်ရာတပ်ဖွဲ့ထဲမှာဖြစ်တဲ့အတွက်impact တွေအများကြီးရှိရတာဝန်ယူမှုတာဝန်ခံမှုတွေရှိရပြီးရင်နောက်ဆက်တွဲတွေအများကြီးထည့်တွေ့ရတယ်ပြီးကိုတယောက်တည်းလှုပ်လိုက်တဲ့ကိစ္စတခုကတယောက်တည်းနဲ့မပြီးပဲねပေါ့နော်အဖွဲ့အစည်းတွေပါဖြစ်တာအဲ့ဒါဆိုတော့ဘယ်ဟာပဲလုပ်ပေါ့နော်ကိုယ်စိတ်တိုင်းကြကိုယ်ခံစားချက်အမှန်အတိုင်းလှုပ်ဆောင်နေရတယ်ဆိုတော့နည်းပါတယ်
အကုန်လုံးကဒီအဖွဲ့အစည်းနဲ့ရဲဘော်ရဲဘက်တွေတတိယတသားတဲ့စိတ်တွေနဲ့ဆိုတော့ဟိုအကုန်လုံးတဲ့ကိုကျူတွေးပြီးတော့ပေါ့လောက်ရတာကိုများတယ်နောက်တစ်ခုကတော့ဗောနော်ဒီကာလအတွင်းအနီးရရဲဘော်တွေကြာဆုံးတာတွေထိခိုက်တာတွေမြင်လာရတဲ့အပေါ်မှာရောဒီစိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေစိတ်တန်ရာရလာတာတွေရှိလာတဲ့အခါမှာဒါတွေကိုရောတော်လှန်ရေးရဲဘော်တယောက်အနေနဲ့ပဲဖြစ်ဖြစ်လူငယ်တယောက်အနေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုမျိုးကုစားကြော်ဖြတ်နေပါသလဲရှင်ဆိုရှယ်ဝါတာတွေကတော့အများကြီးပေါ့နော်ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်အရင်တော့ဟိုလူသေးကောင်တွေပေါ့နော်ဓာတ်ဘော်တွေတယောက်သေးသွားလို့ထလှုပ်လာမှာအရန်ကြောက်တယ်ပေါ့နော်မဖြစ်စေချင်ဘူးဒါရမတတိအခုမြန်ကိုဗီနာကောင်တွေကလဲနေလို့ပြန်ပြီးတော့မလှုပ်သွားတော့ဘူးမလှုပ်လာတော့မှပိုကြောက်တယ်ဒီကောင်တွေမလှုပ်တော့မှပိုကြောက်တယ်ပေါ့နော်အဲ့တော့အဲ့စာလေးတိုင်းပဲဟိုကိုယ်တိုင်မြုပ်ပေးရတဲ့ရဲဘော်ကြီးတွေများလာတယ်ကိုယ်တိုင်ကျွန်းတူးရတဲ့ပြည်ပုံတွေများလာတယ်နောက်မှာကျွန်တော်တို့မှာစိတ်ပိုင်းဆိုင်ရာအများကြီးထိကြိုက်ပါတယ်ပြက်လဲပြက်စီးရပေါ့နော်ပြက်လဲပြက်စီးရဆိုတော့ဟိုဘလို့ကြော်ဖြတ်လဲမင်းတော့ဟိုအရှိတရားကိုလက်ခံလိုက်တာပေါ့နော်ဖြစ်သမျှဥမာဆိုရဲဘော်ကြီးဆိုရှယ်ဝါလို့စိတ်တက်ကြမယ်ဘယ်လောက်ထိကြမှာလဲဆိုတော့ခန္ဓာရည်ရှိသလောက်ကုန်ကြရပေါ့နော်မဖြစ်မနေပြန်ထရတော့မဲ့အချိန်ရောက်ရင်တော့ဒီစိတ်တွေကပြန်ထလာမှာပေါ့အဲ့တော့ခန္ဓာရည်ရှိသလောက်တော့ကျွန်တော်တို့ဒီထိရဒီ pressure တွေ depression တွေကိုကျွန်တော်တို့ခံစားရတယ်ပေါ့နော်ပြောချင်တာအရှိတရားကိုလက်ခံလိုက်ပြီးတော့ခံစားပြီးတော့ဟုတ်ပြီခံလို့ပြီးပြီလားခံလို့ပြီးရင်တော့ငါပြန်ထရမယ်ဆိုပြီးတော့ပြန်ထလိုက်တာပေါ့ဒါကြီးကိုဟိုစိတ်ကြည်လက်ပြောက်ဖြစ်တယ်ဆိုပြီးတော့ကြော်ဖြတ်လို့ရတဲ့ကိစ္စမျိုးမူးကွန်လိုက်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးဆိုတော့ဟိုဖြစ်သမျှတိုင်းဟိုဖြစ်သမျှတိုင်းကိုပြန်ခံနိုင်တဲ့လောက်ခံလိုက်တယ်ပေါ့ပြီးတော့အဲ့လိုပဲပြန်ကြော်ဖြတ်လိုက်ပါလူငယ်တို့ကလေးစားချစ်ခင်ကြတယ်ပေါ့နော်အဆိုတော်ရီမွန်နဲ့အနီးကပ်နေခဲ့သူလည်းဖြစ်တော့ဒီကာလကိုရီမွန်ကိုသတိရဖြစ်တဲ့အကြောင်းလေးလည်းပြောပြပေးပါအောင်သူသာဆက်ရှိနေမယ်ဆိုရင်ဘာတွေလုပ်ဖြစ်နေမယ်လို့ထင်ပါတယ်ရှင်တတိယပါတတိယဆိုတော့အဓိကကတော့ဒီတော်လန်ရေးကိုကျွန်တော်ဟိုမောင်းနေနေတဲ့ကျွန်တော်ရဲ့စိတ်အခြေအနေအကုန်လုံးอ่ะပေါ့နော်ဒီကိုရီမုံပေးလိုက်ရလဲပါတယ်ပြီးတော့ဒီကာလတွေမှာဒီလောက်ထိတော်တဲ့တောင်ထဲမှာပဲကျွန်တော်စိတ်တက်တွေကြတယ်ဒါပေမဲ့စိတ်မပြတ်စိတ်မလျော့သွားဘူးねဘာကြောင့်စက်နေနိုင်တာလဲဆိုရင်ပေါ့သူကကျွန်တော်တို့ကိုရီမုံကကျွန်တော်တို့ဆက်ဆံနေတဲ့လူတွေကိုဘယ်လိုဆက်ဆံရမလဲဆိုဆက်ဆံပုံမျိုးသူကကိုယ်တိုင်လည်းဆက်ဆံခဲ့ဆိုတင်ကြားပေးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တောထဲမှာခုကျွန်တော်ရဲ့ရဲဘော်ရဲဘက်သူမျိုးကျွန်တော်ရဲ့တည့်ရမိတ်ဆွေတွေကျွန်တော်ဒီကာလတွေမှာဆက်ဆံတဲ့ပုံစံမျိုးကသူလူတွေကိုဆက်ဆံတဲ့ပုံစံမျိုးပဲကျွန်တော်လိုက်ဆက်ဆံတော့ဟိုဘယ်လိုပြောရမလဲလူသားရမ်းဆန်ပြီးကိုကြီးစာတရားရှိရဲ့သူတယောက်ရဲ့ဆက်ဆံမှုမျိုးနဲ့ဆက်ဆံတော့ဗျာရောက်နေရမှာအဆင်ပြေတယ်နေနိုင်တယ်ဟိုပျော်ရွှင်တယ်ပေါ့နော်ဆိုတော့ဒီရဲဘော်နဲ့ဟိုသူ့ကြောင့်ဒါပေါ့နော်ကျွန်တော်တို့ကဒီလိုနေနိုင်တာဆိုတဲ့အကြောင်းကိုပြောချင်တယ်နောက်တစ်ခုကကြတော့သူသာဆက်ရှိနေဦးမယ်ဆိုရင်တေချာတာကတော့ဟိုသူဒီတော်လိုင်းရေးမျိုးစင်မှာသူကရှောင်းဖယ်သွားမဲ့သူမျိုးမဟုတ်ဒါပေမဲ့ဒီလိုမျိုး၄နှစ်တာကြာလာကာလကြာတဲ့အချိန်ကြီးတော့သူတနေရာမှာတော့ရှိကောက်ရှိလိမ့်မယ်သူပိုလုံးနိုင်တယ်သူ့အရေးချင်းနဲ့သူပိုလုံးနိုင်တဲ့ဒီ position တစ်ခုမှသူနေပြီးတော့နေရာတစ်ခုမှသူနေပြီးလုံနေလိမ့်မယ်အဲ့ဒါတေးကြတယ်နောက်တစ်ခုကဘာလဲဆိုရင်ဟိုတချင်းနဲ့သူ့ရဲ့ attitude ပေါ့နော်တချင်းနဲ့သူ့ရဲ့လှုပ်ဆောင်ချက်နဲ့တူညီတဲ့အဲ့လိုမျိုး artist တယောက်ရဲ့ဒီခွန်အားပြေးသွားတဲ့တချင်းတွေကိုကျွန်တော်တို့တော်လန်ရေးရဲဘော်ရဲဘက်တွေရောသူ့ရဲ့ fan တွေကိုကတော့အခုချိန်မှာသူသာရှိနေမယ်ဆိုအဲ့လိုမျိုးကိုချင်းစာတရားပြေးသွားနေတဲ့ဟိုတချင်းအစ်စ်တွေကိုကျွန်တော်တို့အများကြီးနားထောင်ရလိမ့်မယ်ကြာတကယ်လို့သူသာတကယ်ရှိနေမယ်ဆိုရင်ဒီတော်ရဲ့တောင်ထဲမှာလည်းကျွန်တော်တို့ရဲဘော်တွေကဆိုရတချင်းတွေအများကြီးထပ်ရှိနေတယ်လို့ဖြစ်လို့မျိုးအားတွေလည်းဟိုရှိနေကြအောင်ပဲပေါ့နော်ဆိုတော့အပြောနဲ့အလုံးနဲ့အလူပညာနဲ့ထပ်တူကြတဲ့လူတယောက်ဆုံးရှုံးသွားရတယ်ပေါ့နော်အဲ့ဒါကိုပြောချင်တယ်အကိုတနေ့တော့ဆိုလဲပြောထားသေးရပေါ့နော်အဲ့လိုမျိုးဒီတောထဲရောက်လာတာကိုရီမွန်ကြောင်ပေါ့နော်အဲ့ဒီသူနဲ့ဟိုအမှတ်တရတချို့ပေါ့အဲ့ဒါကိုလည်းပြောပြပေးပါအောင်သူနဲ့အမှတ်တရအချို့ကတော့သူကအများကြီးရှိတာပေါ့နော်အများကြီးရှိရဲဆိုမှအဲ့လိုမျိုးဟိုတော်လိုက်ရဲမှာခုနကမောင်းနေနေအဲ့လိုကျွန်တော်ရဲ့ဟိုစိတ်ကနေ KD ဖြစ်တာကဟိုအမှတ်တရအချို့ကတော့သူကဟိုတကယ် emotion နဲ့အစစ်နဲ့ပေါ့နော်သူအဲ့လိုမျိုးကျွန်တော်ပြောဘူးတာရှိတယ်ကားပေါ်မှာလည်းအဲ့လိုဖတ်ပြီးဟိုတားကြီးရတယ်မင်းဘယ်တော့မှငါ့ဘောတစ္ဆာမဖောက်ပါနဲ့ပေါ့နော်ငါတင်ချင်းချင်းဆောင်းအောင်ချက်တာပေါ့ငါ့ကိုဘယ်တော့မှတစ္ဆာမဖောက်နဲ့လို့ပြောဘူးဘယ်တော့မှတစ္ဆာမဖောက်ဒါပေမဲ့အဲ့လိုမျိုး तू ဆုံးသွားတဲ့အချိန်ကြီးမှာဘော်ဒါတွေကိုရမ်းချစ်တဲ့ကိုရီမက तू ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့အချစ်ဆုံးဘော်ဒါတွေကသူ့ဘေးနားမှာ
တယောက်မှရှိမနေဘူးဆိုတော့အဲ့ပေါ်မှာတော့ကီတီဖြစ်တယ်ပြီးတော့အဲ့စကားကလည်းကျွန်တော်တို့သူဆုံးသွားပြီးတဲ့နောက်ပိုင်းမှာအမှတ်ရဆုံးဖြစ်နေတဲ့စကားဖြစ်နေတာပါနော်အာနာသိမ့်မှု၄နှစ်ကျော်ကာလရှိလာပြီပေါ့နော်တော်လှန်ရေးကလည်း၄နှစ်ကျော်ပြီဒီတော့တော်လှန်ရေးအင်အားစုတွေနဲ့ဒီစစ်ကောင်စီအပေါ်မှာရောအခုလို၄နှစ်တာကာလမှာအကိုရဲ့အမြင်ကဘယ်လိုရှိမလဲပေါ့သူတို့ကတော့ရှင်းလေးပဲပေါ့နော်ကျွန်တော်တို့တောင်မှပဲဒီ၄နှစ်တာကာလမှာဒီဘာမှဒီအရသားဘဝကနေပြီးတော့ဒီပေါ့နော်တိုက်ခိုက်ချေမိုးရတော်လှန်ရေးစစ်သားရဲဘော်ဘဝပေါ့နော်ပြည်သူ့တပ်မတော်သားကြီးဖြစ်လာတဲ့အခါမှာဆိုတော့စစ်တပ်ပဲပေါ့နော်စစ်တပ်ချင်းပြန်ရတဲ့အချိန်မှာတစ်ဖက်ကစစ်တပ်ကအရန်စနစ်ကြပြီးတော့အဲ့လိုရန်သူလိုမျိုးပြပြတတချီမုံတဲ့ဟာတွေပါရှိတဲ့အချိန်မှာကိုရီးကလည်းသူတို့စီကနေပြီးတော့ဘယ်လိုပြန်တီဆောက်အောင်လဲအရာတွေကိုကျူရတယ်ပေါ့နော်တကယ်အဲ့ယူရတယ်ပေါ့ပြီးတော့ကိုရီးဘက်ကနေလည်းသုံးလုံးလိုက်တဲ့အတွေ့အကြုံတွေထပြီးတော့သုံးတဲ့နီးပညာအသေးစမ်းတွေမှာလည်းကိုရီးယားကြီးပဲလုံနေလို့ထပ်တွက်လို့မရတော့ဘဲနဲ့ကိုရီးစီကနေနီးပညာကိုပြန်ယူပြီးတော့သူတို့ဘက်ကလည်းပြန်ပြီးတိုက်ခိုက်တာတွေခါလေးရှိလာတယ်ပြီးတော့နိုင်ငံတကာတာတမန်ရေးတွေမှာသူတို့ဘက်ကပေါ့နော်ကိုရီးဘက်ကိုဘယ်လိုပဲကိုရီးယားသူတို့နိုင်ငံတကာမှာဘယ်လိုပဲရှုတ်ချသူတို့ဘက်ကသူတို့နဲ့မိတ်ဖက်လုပ်ထားတဲ့နိုင်ငံတွေကသူတို့ဘက်ကနေပြီးအခိုင်အမာပေါ်တင်ရက်တည်ပေးနိုင်တဲ့ဒီကမ္ဘာအခြေအနေဖြစ်နေချိန်မှာကျွန်တော်တို့ဘက်ကထောက်ပံ့ကူညီပေးနေတခြားနိုင်ငံတကာစာမျက်နှာတွေမှာကျွန်တော်တို့ကလိုအပ်တဲ့အကူအညီတွေထိထိရောက်မရဘူးပေါ့နော်မရတော့ကျွန်တော်တို့ကိုနီးကိုဟန်နေပဲငါတို့မှငါတို့ရှိရတဲ့စကားလိုက်ပဲကိုနီးကိုဟန်နေကျွန်တော်တို့ရေတေချာပြန်လဲပြင်ဆင်စုဖွဲ့ရတယ်အတွေးခေါ်တွေရောpropaganda တွေမမိအောင်ရဲဘော်ရဲဘက်တွေတူတယောက်ချင်းအတွေးခေါ်တွေကလိုက်မြင်ပြီးတော့နိုင်ငံကျွန်တော်ရှေ့မှာပြောရလို့ပဲပေါ့နော်နိုင်ငံတကာစာမျက်နှာမှာလည်းကျွန်တော်တို့ PDF ကလက်နက်ကင်ထားတဲ့အကြမ်းဖက်အဖွဲ့တက်မဟုတ်ဘူးဆိုတဲ့အရာတွေကိုလည်းကျွန်တော်တို့ပြနိုင်အောင်လုပ်ရမယ်ဆိုတဲ့အဲ့ဟာတွေကိုအတွေးမြင်ပြောင်းလဲကျွန်တော်သိလာတယ်တော်လှန်ရေးပြီးတဲ့တနေ့ပေါ့နော်အကောင့်ထဲပေါ်ခြင်းတဲ့အိမ်မက်တွေဆိုပြီးတော့ဒီတော်လှန်ရေးတွေကလူငယ်တွေမှာရှိကြတယ်ဒီတော့ပိုင်မှုကိုရဲ့အိမ်မက်ကရောဘာဖြစ်မလဲဒီတော်လှန်ရေးပြီးတော့ရင်အရင်ဆုံးလှုပ်ချင်တဲ့စိတ်ကူးအိမ်မက်ကဘာဖြစ်မလဲရှင်အရင်တော့ကတော့ရှိတယ်အရင်တော့ဓာကြီးပြီးွားနဲ့အိမ်ပြန်မယ်လက်နက်တွေအကုန်စွန့်မယ်ခီးထွက်မယ်အပန်းဖြေမယ်နားယူမယ်လှုပ်ချင်တာတွေလုပ်မယ်ပေါ့နော်ဆိုတော့တော်လိုင်းကြီးခုတကယ်လို့ခုပြောင်းလဲလာတဲ့စိတ်အခြေအနေအတွေးခေါ်တွေကတော့တော်လိုင်းကြီးပြီးွားရင်ဘာလုပ်ချင်လဲဆိုတော့ပျော်ချင်တာပေါ့နော်ဒါပေမဲ့ပျော်ချင်တယ်ဆိုတော့တရားပြောတတ်ပါပဲတကယ်တော့ကျွန်တော်တို့ပျော်ရအောင်မယ်မထင်ဘူးပေါ့နော်ဘာလို့ရင်ကိုကအသက်ရှင်ကြံခဲ့ဆိုရင်တော့မှပဲကိုလိုမျိုးအလားတူအသက်ရှင်ကြံနေပြီးတော့ကိုရင်ကချွတ်ရင်းသွားတဲ့ရဲဘော်ရဲဘက်တွေရှိတယ်ဆုံးရှုံးအသက်တွေပြီးဆက်လိုက်ရတဲ့ရဲဘော်တွေရဲ့မိဘတွေရှိတယ်နောက်တော့ထောင်ထဲမှာရှိနေတယ်ထောင်ထဲမှာရောက်နေတယ်ရဲဘော်ရဲဘက်တွေအများကြီးရှိတယ်ဆိုတော့ဒါတွေအကုန်လုံးတော်လန်ရေးပြီးရဆိုကိုကတော့ငါတာဝန်ပြီးပြီဆိုပြီးတော့ထပြောလို့မရသေးဘူးဒီလူတွေအကုန်လုံးစိတ်ပိုင်းဆိုင်ရာရောကိုယ်ပိုင်းဆိုင်ရာတွေရောစက်တဲ့ကြအောင်သူတို့နဲ့ထိုက်တဲ့ပေါ့နော်ပေးဆက်ထားရင်ထိုက်တဲ့တက်နာနေထိုင်မှုတွေပါဖြစ်တဲ့ကိုချင်းစာတရားရပါဗျာအကုန်လုံးကိုဖက်ကနေပြီးအစဉ်ပြေတဲ့ပုံစံမျိုးအခြေအနေမျိုးကျွန်တော်အရင်လုပ်ချင်တယ်ပေါ့နော်ထောင်လက်ကားတွေဖွင့်ပေးခြင်းနဲ့ view site တွေနေပေါ့နော်ဒီတော့ကိုအနေနဲ့ရောအခု DVB ရဲ့ငဲ့တန်အစီအစဉ်ကနေပြီးတော့ဘာမှန်းပြောချင်တာရှိမလဲရှင့်ကျွန်တော်ရဲ့ဆောင်မှုကိုပြောလို့ရလားရပါတယ်နည်းနည်းလေး root ဖြစ်နေလို့ပေါ့နော်ဒေါ်လာရေးမှာကျွန်တော်တိလာတယ်ဂျင်ဆိုင်လာရတယ် social လာရအရာတွေနဲ့တိလာတဲ့အချိန်မှာကျွန်တော်ရဲ့ခံယူချက်ကအဲ့လိုမျိုးကျွန်တော်တုံးနေရစကားလေးတစ်ခုပဲရှိပါတယ်အဲ့ဒါလေးပဲကျွန်တော်ပြောချင်တော့တယ်ရိုင်းသွားရင်လည်း sorry ပါရေးတော့အောင်လည်းဒီပဲဟုတ်ကဲ့ပါကျေးဇူးပါအခုလိုမျိုး DVB ရဲ့လူငယ်တန်အစီအစဉ်မှာအချိန်ပေးပြီးတော့ပါဝင်ဖြည့်ကြားပေးတဲ့အတွက်ကိုပိုင်မှုကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်